ချစ်ခင်လေးစားရပါတော့ကျွန်တော်အားပေးကြတဲ့ချစ်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကနန်းတင်တာနည်းနည်းနောက်ကျတယ်ပေါ့နော်အနီးကပ်ပေါ့ဗျာနော်အနီးကပ်ပေါ့နော်မနက်ကလည်းโอเคပြီကျွန်တော်မိတ်ဆွေတွေပေါက်ပြီလို့ထင်လိုက်တာပေါ့နော်ဒါပေမဲ့ကိုယ့်အထိမသွားဘဲနဲ့ရှင်းနေကနန်းတီးသွားတယ်ပေါ့နော်3ည8နဲ့ပဲပြီးသွားတယ်ကိုယ့်အထိသွားလိုက်ရင်မိုက်မှာပေါ့နော်ကလလေးတွေလွဲနေတယ်โอเคပါအခု29ရက်4လ2025ညနေ4နာရီခွဲအတွက်ကျွန်တော်တကွက်ကောင်း site ကလေးပြပေးမယ်နော်အဲ့တော့ကျွန်တော်ပြပေးတဲ့ site ကလေးကိုကြည့်ရှုပါလေ့လာပါပေါ့နော်မားဒီဖြစ်စေမှန်ဒီဖြစ်စေဒီတကွက်ကောင်း site ကလေးကိုကန်ဆန်းခြင်းနဲ့ဆိုလို့ရှိရင်ကန်ဆန်းကြည့်ပေါ့ဗျာနော်ကျွန်တော် site ကလေးကိုစမယ်ပေါ့ဗျာနော်ဒီကနေစလိုက်ဒီအပြရအောင်အဝိုင်းနှဝိုင်းထဲမှာနော်ဒီအပြရအောင်အဝိုင်းထဲမှာရှိတဲ့ကဏ္ဍနှလုံးကိုပေါင်းလိုက်မယ်1နဲ့5နဲ့1နဲ့5နဲ့ပေါင်းရင်6နော်1 5ပေါင်းခြင်း6ဖြစ်တဲ့အတွက်ကြောင့်ဒီမှာ6ထိပ်စီနော်6ထိပ်စီပြီးရင်ကျွန်တော်အပိတ်ကလေးပြမယ်အပိတ်ကဒီမှာအနီရောင်လေးဖြစ်ပါတယ်နော်ဒီအနီရောင်ထဲမှာရှိတဲ့ကဏ္ဍ3လုံးကိုပေါင်းလိုက်မယ်6နဲ့8ရဲ့6ရဲ့2ရဲ့ပေါင်းလိုက်လို့ရှိရင်16ဆိုတော့သူကလည်းဒီမှာ6ပိတ်ပါတယ်ပြရောင်လေးက6ထိပ်နီရောင်လေးက6ပိတ်နဲ့66ဆိုပြီးတော့ညနေပိုင်းမှာထွက်ထားပါတယ်ဒုတိယပင်ဆက်ကြည့်အောင်ဒီမှာအပြရောင်ဝိုင်းလေး6ဆိုတဲ့ကဏ္ဍရှိမယ်ဒီမှာ4ဆိုတဲ့ကဏ္ဍရှိမယ်အဲ့ဒီ6နဲ့4နဲ့ပေါင်းလိုက်မယ်6နဲ့4နဲ့ပေါင်းရင်10ဆိုတော့3ညအဲ့တော့ဒီမှာ6လေးပေါင်းခြင်း10 3ညဖြစ်တဲ့အတွက်ကြောင့်ဒီမှာ3ညထိပ်စီဒီအပိတ်ကလည်းဒီမှာပထမအနီရောင်လေးရဲ့အောက်မှာပေါ့နော်ဒီအနီရောင်ထဲမှာရှိတဲ့3ည3လုံးကိုပေါင်းလို့ရှိရင်3ည3လုံးပေါင်းတော့3ညပေါ့ဗျာနော်အဲ့သူကလည်းဒီမှာ3ညဆိုပြီးတော့လာပိတ်ပါတယ်အဲ့ဒီမှာအပြရောင်လေးက6နဲ့4ပေါင်းတာ3ညထိပ်အနီရောင်လေးက3ည3လုံးပေါင်းတာ3ညပိတ်နဲ့ညနေပိုင်းမှာ3ညဆိုတဲ့ကဏ္ဍလေးထွက်ထားပါတယ်နောက်တစ်ပင်ဆက်ကြည့်မယ်ဒီမှာ6ဆိုတဲ့ကဏ္ဍရှိမယ်ဒီမှာခွန်ဆိုတဲ့ကဏ္ဍရှိမယ်6နဲ့ခွန်နဲ့ပေါင်းရင်73ဆိုတော့သူကဒီမှာ3ထိပ်စီဆိုပြီးတော့ကြာထားတယ်ပေါ့နော်3ထိပ်စီကြာထားတယ်အပိတ်ကိုကြည့်အောင်ပိတ်ကလည်းခုန3ည3လုံးရဲ့အောက်က
3လုံးရဲ့အောက်ကဒီအနီရောင်ထဲမှာရှိတဲ့ကဏ္ဍ3လုံးပေါင်းလိုက်မယ်5 8 6နော်5ရဲ့8ရဲ့6ရဲ့ပေါင်းလိုက်လို့ရှိရင်19ဆိုတော့9ပေါ့ဗျာနော်အဲ့တော့အနီရောင်လေးကလည်းဒီမှာ6လာပိတ်ပါတယ်အဲ့တော့ပြောင်လေးကပြရောင်က6နဲ့ခွန်ပေါင်းတာ3ထိပ်အနီရောင်လေးက5 8 6ကိုပေါင်းတာက9ပိတ်နဲ့နေ့ညနေက3 9ဆိုပြီးတော့ထွက်ထားပါတယ်နော်မနေ့ညနေကမမြင်လိုက်ဘူးပေါ့ဗျာနော်မြင်လိုက်ရင်တော့ share ပေါ့ခု4ပင်မြောက်မှရှာရင်နဲ့လာတွေ့ရပါတော့နော်အဲကျွန်တော်တို့4ပင်မြောက်ကလေးကိုကြည့်အောင်ဒီမှာ9ဆိုတဲ့ကဏ္ဍရှိမယ်ဒီမှာ8ဆိုတဲ့ကဏ္ဍရှိမယ်9နဲ့8နဲ့ပေါင်းရင်73နော်9နဲ့8နဲ့ပေါင်းရင်73ဖြစ်တဲ့အတွက်ကြောင့်ဒီနားမှာပေါ်3ပင်ပေးထားတဲ့အတိုင်းပဲ3ထိပ်စီပေါ့နော်အပေါ်3ပင်မှာပေးထားတဲ့အတိုင်းပဲ3ထိပ်စီဆိုပြီးတော့ယူလိုက်ပါတယ်အပိတ်ကိုကြည့်အောင်ပိတ်ကလည်းအပေါ်3ပင်မှာပေးထားတဲ့အတိုင်းပဲဒီအနီရောင်ထဲမှာရှိတဲ့ကဏ္ဍ3လုံးပေါင်းပြီးတော့ပိတ်ယူမှာပေါ့နော်အဲ့တော့အနီရောင်ထဲမှာ9ရဲ့5ရဲ့3ရဲ့ရှိအဲ့ဒီ9 5 3ကိုပေါင်းလိုက်ရင်19ဆိုတော့သူကလည်း3ပင်ဆက်ပေးမယ်ဆိုလို့ရှိရင်ခွန်ပိတ်ပေါ့နော်အဲ့တော့3ထိပ်ခွန်ပိတ်ပေါ့နော်ကျွန်တော်ချင်းမိတ်ဆွေများအနေနဲ့က3ထိပ်စီကြိုက်ရင်3ထိပ်စီကစားပါနော်ခွန်အပိတ်ကြိုက်ရင်ခွန်အပိတ်ကိုကစားလို့ရပါတယ်နော်အဲ့တော့3ထိပ်စီခွန်အပိတ်နဲ့3ခွန်ပေါ့နော်တစ်ခါကြောက်လဲထိပ်စီအပိတ်ဆိုပေမဲ့သူကရောင်းမြန်လေးထွက်တတ်တယ်ပေါ့နော်3ခွန်အရန်အနေနဲ့ကတော့မလွဲအောင်ပေါ့နော်ကျွန်တော်အရန်လေးထည့်ပေးမယ်ဒါလေးကထွက်တတ်တယ်အရန်မထည့်ပေးတဲ့ခါကျရင်ထွက်သွားတယ်အရန်ဘယ်လိုလဲဆိုရင်ရှေ့နောက်ပါဝါလေးကိုကျွန်တော်ချိန်ပေးမယ်ပေါ့နော်ပါဝါနက်ခတ်လေးတွေ3ရဲ့ပါဝါ10ဖြစ်တဲ့အတွက်ကြောင့်10ခွန်3ရဲ့နက်ခတ်က9ဖြစ်တဲ့အတွက်ကြောင့်9ခွန်ပြီးတော့ခွန်ရဲ့ပါဝါ2ဖြစ်တဲ့အတွက်ကြောင့်3နှစ်ခွန်ရဲ့နက်ခတ်က3ညဖြစ်တဲ့အတွက်ကြောင့်30ဇုံပါဝါဆိုလို့ရှိရင်10နှစ်ဇုံနက်ခတ်ဆိုလို့ရှိရင်9 3ညဒါလေးကတော့ရန်လေးပေါ့နော်အဲ့လိုလေးကထွက်တတ်တယ်မနေ့ကဆိုလဲကျွန်တော်တင်ပေးတာ8934တင်ပေးတယ်နော်8934တင်ပေးတာကိုထွက်သွားတာက39တဲ့နော်နှစ်ခုလုံးပါဝါချိန်ပြီးတော့ထွက်သွားတယ်ပေါ့နော်โอเคပါစိုက်ကလေးကိုကြည့်ပြီးပြီဆိုရင်ကြိုက်တဲ့ဆိုရှင်ကစားပါနော်အချိန်လေးလည်းနောက်ကျနေပြီအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ချင်းမဆွေအားလုံးကျမ်းမှာချမ်းသာကြပါစေဘေးအန္တရာယ်တွေကင်းရှင်းကြပါစေလိုရင်စန္ဒတွေတလုံးတစ်ဝါနဲ့ပြည့်စုံပြီးလူတန်းပေးကမ်းဆွေးကျနိုင်တဲ့ပုဂ္ဂိုလ်များတစ်ဖြစ်ပါစေကျွန်တော်ရဲ့ချင်းမဆွေအားလုံးကိုယ်စိတ်နှလုံးရှင်ပြုံးနိုင်ကြပါစေခင်ဗျာကျွန်တော်အားပေးကြတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်ဒီရေးရှိရနေဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်ခင်ဗျာ